Hi အားလုံးပဲမင်္ဂလာပါ Take Uni YouTube channel ကနေຫນွေထွေးစွာကြိုဆိုပါတယ်ဒီနေ့တော့ချက်မီးလာပြီးတော့အနှွေးမီးမရတဲ့ထမင်းပေါင်းအိုးတစ်လုံးကိုပြုပြင်ပြသွားမှာဖြစ်ပါတယ်ဆက်လက်ရှုစားအားပေးကြပါဦးဒီမှာပေါင်းအိုးလေးတစ်လုံးရောက်လာပါတယ်ရှက်တစ်စိမ့်ဖြစ်ပါတယ်တန်ရှင်ကတော့ပြောတယ်ခင်းကချက်လို့ရတယ်ချက်မီးလဲလင်းတယ်အနှွေးမီးကိုပြောင်းမသွားဘူးခင်းကတူတူသွားတယ်လို့ပြောတယ်ပေါ့နော်အဲ့ဒါကိုဘာဖြစ်တာလဲဆိုတာကိုပြုပြင်ကြည့်မှာဖြစ်ပါတယ်ပထမဦးဆုံးမီးကြိုးလေးထိုးပြီးတော့စမ်းကြည့်မှာဖြစ်ပါတယ်မီးလာမလားပါဝါလာမလားမီးကြိုးလေးထိုးပြီးတော့စမ်းကြည့်မှာဖြစ်ပါတယ်နောက်ပလက်လေးထိုးလိုက်ပါပြီပြီးရင်ဒီဘက်မှာဒီကြိုးလေးထိုးလိုက်ပါတယ်ပြီးရင်ဒီကလုတ်လေးဖွင့်ကြည့်ပါမယ်ဒီကလုတ်ဖွင့်လိုက်ပါပြီဒီမှာနှွေးမီးရတော့လာနေတာကိုတွေ့ရပါတယ်တော့ဦးဖြုတ်ကြည့်မှာဖြစ်ပါတယ်လောဆယ်နှွေးမီးရတော့လာနေပါတယ်တော့ချက်မီးကိုပြောင်းကြည့်မှာဖြစ်ပါတယ်ချက်မီးလဲလင်းတာကိုတွေ့ရပါတယ်မီးကတော့နှလုံးစလုံးလင်းနေတာကိုတွေ့ရတယ်ပေါ့နော်ဒါဆိုရင်တော့မီးကနှွေးမီးလဲလာတယ်ချက်မီးလဲလာတယ်ဒါမဲ့ခင်းချက်တဲ့အခါမှာနှွေးမီးကိုပြောင်းမသွားဘူးလို့ပိုင်ရှင်ကပြောတယ်ပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုတာကိုကျွန်တော်စစ်ဆေးကြည့်မှာဖြစ်ပါတယ်ဒီအိုးကပါဝါတော့လာတာဖြစ်ပါတယ်ကျွန်တော်မီးပိတ်လိုက်ပါမယ်ဒါဆိုရင်ဒီအိုးကိုတော့ဖြုတ်ကြည့်မှာဖြစ်ပါတယ်ဒီနောက်မှာရေးထားတာကတော့ automatic rice cooker လို့ရေးထားတယ်ပေါ့နော် model ကတော့ KSH 215ဖြစ်ပါတယ် capacity ကတော့ 1.5 liter ဖြစ်ပါတယ်ပြီးရင်220ကို930 watt ဒီအိုးရဲ့ပါဝါကတော့930 watt ဖြစ်ပါတယ်220 volt 530 watt made in China လို့ရေးထားပါတယ်အဲဆိုရင်တော့ဒါကရိုးတရားအိုးဖြစ်ပါတယ်ရိုးတရားစာလုံးတွေလည်းရေးထားတာကိုတွေ့ရပါတယ်ကျွန်တော်စကူလေးတွေဖြုတ်လိုက်ပါမယ်ဦးရဲ့အထဲမှာတော့ဝါယာကြိုးတွေပြတ်နေတာ short ဖြစ်ထားတာတော့မတွေ့ရပါဘူးအားလုံးပုံမှန်ပဲလို့ထင်ပါတယ်ပထမဦးဆုံးကျွန်တော်ပေါင်းဦးရဲ့ coin ကောင်းသေးလားဆိုတာကိုတိုင်းကြည့်မှာဖြစ်ပါတယ်ကျွန်တော်မီတာကို2000 ohm မှာထားလိုက်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ coin ရဲ့တစ်ဖက်တစ်ချက်ကိုတိုင်းကြည့်မှာဖြစ်ပါတယ်87 ohm မှာပြနေတာကိုတွေ့ပါတယ်89 ohm မှာပြနေပါတယ်ဒါဆိုရင်တော့ coin ကတော့ကောင်းနေပါသေးတယ် ဒ
ဒီခလုတ်တွေရောကောင်းသေးရဲ့လားဆိုတာကိုကျွန်တော်မီတာလေးနဲ့တိုင်းကြည့်မှဖြစ်ပါတယ်ကျွန်တော်မီတာကိုအတန်မြေစကေးမှာထားလိုက်ပါမယ်ပြီးရင်ဒီခလုတ်လေးအလုပ်သေးလားဆိုတာကိုတိုင်းကြည့်မှဖြစ်ပါတယ်ကျွန်တော်ချက်မီခလုတ်ကိုနှိပ်လိုက်ရင်တော့မီတာအတန်မြေလာတာကိုတွေ့ရပါတယ်ပြန်လုပ်လိုက်ရင်တော့မီတာအတန်ပြောက်သွားပါတယ်ဒါဆိုရင်တော့ဒီခလုတ်ကတော့ကောင်းနေသေးတာကိုတွေ့ရပါတယ်ဆိုရင်ခလုတ်လည်းကောင်းတယ်ကွိုင်လည်းကောင်းတယ်ဆိုရင်တော့ကျွန်တော်တို့စစ်စရာတစ်ခုပဲကြံတယ်ပေါ့နော်နောက်ပြီးတော့သမင်းပေါင်းအိုးကချက်လို့ရတယ်အနွေးမီးကိုပြောင်းမသွားဘူးသမင်းကတူသွားတယ်ဆိုတော့ဒီအပူကွန်ကနေအနွေးကွန်ကိုမပြောင်းသွားတဲ့သဘောဖြစ်တယ်ပေါ့နော်ဒါဆိုရင်ဒီအနွေးကွန်လေးရောကောင်းသေးလားဆိုတာကိုကျွန်တော်တို့တိုင်းကြည့်မှဖြစ်ပါတယ်အနွေးကွန်ကကျိုးကနှစ်ဆရှိပါတယ်ဒီဘက်ဘယ်မှာခလုတ်လာတော့တစ်စားရယ်ဒီဘက်အပူကွန်ဖက်ကိုတစ်စားလာတော့တွေ့ရပါတယ်အဲဒီအနွေးကွန်ရဲ့ထိတ်နှစ်စားကိုကျွန်တော်အုံတိုင်းကြည့်မှဖြစ်ပါတယ်ဟုတ်မီတာကို2000အုံးမှာပြန်ထားလိုက်ပါမယ်ပြီးရင်ကျွန်တော်အနွေးကွန်ရဲ့ထိတ်ကစားစီကိုမီတာနဲ့ထောက်တိုင်းကြည့်မှဖြစ်ပါတယ်မပြပါဘူးဖြစ်နေပါတယ်အနွေးကွန်ကလုံးဝမပြဘူးဖြစ်နေပါတယ်ပြီးတော့တေချာသွားအောင်ကျွန်တော်တို့အနွေးကွန်ကိုဖြုတ်ပြီးတော့တိုင်းကြည့်မှဖြစ်ပါတယ်ကျွန်တော်အနွေးကွန်အစားတစ်စားကိုတော့ဖြုတ်ထားလိုက်ပါတယ်ပြီးရင်ကျွန်တော်မီတာနဲ့ပြန်တိုင်းကြည့်မှဖြစ်ပါတယ်လုံးဝမပြဘူးဖြစ်နေပါတယ်ဆိုရင်ဒီအနွေးကွန်ကပြက်နေတာဖြစ်နိုင်ပါတယ်ကျွန်တော်ဖြုတ်ပြီးတော့တိုင်းကြည့်မှဖြစ်ပါတယ်ဒါကတော့သူ့ရဲ့အနွေးကွန်ဖြစ်ပါတယ်ကျွန်တော်ဒါကိုမီတာလေးနဲ့တိုင်းကြည့်မှဖြစ်ပါတယ်ကျွန်တော်မီတာကို2000အုံးမှာထားလိုက်မှဖြစ်ပါတယ်ပြီးရင်
ကျွန်တော်တို့ဒီအနှွေးကွန်ရဲ့တစားစီကိုမီတာလေးနဲ့ထောက်တိုင်းကြည့်မှာဖြစ်ပါတယ်မီတာကလုံးဝမပြတ်ဘူးဖြစ်နေပါတယ်လုံး200အုံးကိုရွှေ့ကြည့်မှာဖြစ်ပါတယ်လုံးဝမပြတ်ပါဘူးဒါဆိုရင်ဒီအနှွေးကွန်ကတော့လုံးဝမကောင်းတော့ဘူးဖြစ်ပါတယ်ဟိုအနှွေးကွန်ကိုအစားထိုးလဲရမှာဖြစ်ပါတယ်ဒီမှာအနှွေးကွန်အစ်စ်လေးဝယ်ထားတာရှိပါတယ်ဒီလိုပုံစံတူရှာဝယ်လို့မရတဲ့အတွက်ကြောင့်မလို့ဒီလိုပုံစံလေးကိုပဲဝယ်လာတာဖြစ်ပါတယ်ကျွန်တော်ဒီအနှွေးကွန်အစ်စ်လေးကိုအုံတိုင်းကြည့်မှာဖြစ်ပါတယ်1500 1600အုံးလောက်မှာပြနေတာတွေ့ရပါတယ်ဆိုရင်ကျွန်တော်ဒါလေးကိုပြန်တက်ပေးကြည့်မှာဖြစ်ပါတယ်ကျွန်တော်ဒီနှွေးကွန်အစ်စ်လေးနဲ့အစားထိုးပေးကြည့်မှာဖြစ်ပါတယ်ကျွန်တော်တက်ရမယ့်နေရာအဟောင်းကဒီဘက်မှာဖြစ်ပါတယ်ဒါကိုကျွန်တော်ဒီဘက်မှာပြောင်းပြီးတော့တက်ပေးလိုက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ yes ကူလေးတစ်လုံးကိုဖြုတ်မှာဖြစ်ပါတယ် yes ကူလေးမှာတက်စင်မှာဖြစ်ပါတယ်ဒီဘက်စကူကချုပ်ရခဲ့တဲ့အတွက်ကြောင့်မလို့ဒီဘက်မှာပဲတက်စင်ပေးမှာဖြစ်ပါတယ်ဒီမြေကွန်ရဲ့တစားကိုတော့ကျွန်တော်ဒီဘက်မှာဒီကွန်ရဲ့ထိပ်မှာတက်ပေးရမှာဖြစ်ပါတယ်ဒီနောက်တစားကိုတော့ခုနမှာဆက်ပြရမှာဖြစ်ပါတယ်
ဆိုရင်တော့ကျွန်တော်အနွေးကွန်တော့ပြန်ပြီးတော့တတ်ဆင်ပြီးတော့ဖြစ်ပါတယ်ကျွန်တော်အနွေးကွန်ကိုလဲလှယ်ပြီးသွားပြီဖြစ်ပါတယ်ဒါကတော့အနွေးကွန်အဟောင်းပါတတ်ဆင်ထားတာကတော့အနွေးကွန်အသစ်ဖြစ်ပါတယ်ကျွန်တော်ထမင်းစမ်းတဲ့ကြီးမှာအဆင်ပြေတဲ့သဘောမျိုးဖြစ်ပါတယ်ကျွန်တော်ထမင်းစမ်းပြီးတော့ချက်ကြည့်မှာဖြစ်ပါတယ်ထမင်းစမ်းပြီးတော့မချက်ခင်ကျွန်တော်အထုံးလေးကိုပြန်ပြီးတော့တတ်ဆင်ပေးမှာဖြစ်ပါတယ်ဒီရင်ကျွန်တော်ထမင်းစမ်းပြီးတော့တည်ကြည့်မှာဖြစ်ပါတယ်ကျွန်တော်တို့လဲလိုက်တဲ့အနွေးကွန်ကအလောက်လောက်တာမလောက်တာဆိုတာသိရဖို့ထမင်းစမ်းပြီးတော့ချက်ကြည့်မှာဖြစ်ပါတယ်တို့အဲမှာနို့စီခွန်းနဲ့ဆန်တကူထည့်ထားပါတယ်ရေလည်းထည့်ထားပါတယ်ဒါကိုကျွန်တော်ထမင်းစမ်းပြီးတော့တည်ကြည့်မှာဖြစ်ပါတယ်လက်ကျိုးလေးထိုးလိုက်ပါမယ်ပြီးရင်ဒီကုန်းမှာဒီလေးထိုးလိုက်ပါမယ်ဒီကျိုးလေးထိုးလိုက်ပါမယ်ဒီမီကလပ်ဖွင့်လိုက်ပါမယ်ပြီးရင်ဒီမှာအိုးမှာတော့အနွေးမီကတော့လာနေတာဖြစ်ပါတယ်ကျွန်တော်ချက်မီကလပ်နှိပ်ကြည့်မှာဖြစ်ပါတယ်ချက်မီကလပ်ကတော့လင်းနေပါတယ်တို့သမင်းကြက်မလားပြီးရင်အနွေးဘက်ကိုမီးရပြောင်းသွားမလားဆိုတာကိုစောင့်ကြည့်မှာဖြစ်ပါတယ်သမင်းဦးကတော့အနွေးဘက်ကိုသမင်းဦးမီးရတော့ချက်မီးကနေအနွေးမီးဖက်ကိုပြောင်းတော့ပြီဖြစ်ပါတယ်။ဟုတ်ခွင့်ပြမှာဖြစ်ပါတယ်။ပြီးရင်သမင်းတူးသွားမလားသမင်းကြက်မလားတန်ရှင်ပြောသလိုတူးသွားမလားဆိုတာကိုတစ်ချက်လောက်စောင့်ကြည့်မှာဖြစ်ပါတယ်။မင်းကြက်ပြီလားဆိုတာကိုတစ်ချက်လောက်ဖွင့်ကြည့်မှာဖြစ်ပါတယ်သမင်းကတော့ကြက်ပြီဖြစ်ပါတယ်သမင်းတော့မတူးတော့ပါဘူးတန်ရှင်ပြောသလိုသမင်းကတော့မတူတော့ပါဘူးအဆင်ပြေသွားပြီဖြစ်ပါတယ်ကျွန်တော်ဒီအိုးလေးကိုပြုပြင်ပေးလိုက်တာအဆင်ပြေသွားပြီဖြစ်ပါတယ်ဒီအိုးရဲ့အဓိကပြချက်ကတော့သမင်းကချက်လို့ရတယ်သမင်းချက်ပြီးရင်အိုးကအလိုအလျောက်နှွေးမီးကိုမပြောင်းသွားဘူးသမင်းကတူးသွားတာဖြစ်ပါတယ်ကျွန်တော်အနွေးကွန်ကိုလဲပေးလိုက်တော့အဆင်ပြေသွားပြီဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲလာရောက်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့